ဒီပစ္စည်းလေးကတော့ wireless vibration security alarm ကျိုးမဲ့တုံခါမှုအာယုံခံအချက်ပေးစနစ်ဖြစ်တယ်။ စိုက်ကယ်စပိန်ကားဒါမှမဟုတ်အိမ်တကားတွေမှာတက်ဆင်ထားရင်တယောက်ယောက်ကလာထိတာနဲ့စူညံစွာအော်ဟစ်နှိုးဆော်ပေးမဲ့လုံခြုံရေး alarm တစ်မျိုးပါ။ကိုယ့်ရဲ့ဖိုးတန်စိုက်ကယ်လေးဒါမှမဟုတ်စပိန်လေးပျောက်သွားမှာကိုစိုးရိမ်နေသလား။အခုခေတ်မှာခိုးသူတွေကအရန်ပါးနှက်လာတော့ကျွန်တော်တို့ဘက်ကလည်းပိုပြီးလုံခြုံအောင်ပြင်ဆင်ထားဖို့လိုလာပါပြီ။ဒီနေ့မှာတော့အရွယ်စားတေးတလီနဲ့စွမ်းထက်တဲ့ wireless vibration security alarm လေးအကြောင်းပြောပြပေးမယ်ဒီဆက်လေးမှာအဓိကစိတ်ပိုင်းနှစ်ခုပါတယ်တစ်ခုကအာယုံခံဆက်ဖြစ်ပြီးနောက်တစ်ခုက awaiting remote လေးပါသူ့ရဲ့အားတာချက်ကတက်ဆင်ရတာအရန်လွယ်ကူတယ်ဘလို့ကျိုးမှတွေ့စရာမလိုဘူးကတ်ခွာနဲ့ဖြစ်ဖြစ်ကေဘယ်တိုင်းနဲ့ပဲဖြစ်ဖြစ်ကိုလုံခြုံစေခြင်းတဲ့နေရာမှာကတ်ထားလိုက်ရုံပဲသုံးပြပုံကလည်းရိုးရှင်းတယ် remote က lock လုပ်ကိကိုနှိပ်လိုက်တာနဲ့သူကစတင်အလုပ်လုပ်ပြီးတယောက်ယောက်က cycle ကိုလာကင်တာရွှေ့တာဒါမှမဟုတ်တကားကိုလာတွန်းတာနဲ့သူကချက်ချင်းကိုအရန်ကျယ်လောင်တဲ့အတန်နဲ့ over တော့တယ်သူရဲ့အတန်က113 decibel အထိကျယ်တာမို့လို့တခိုးကတော့လမ်းဖြတ်ပြီးထွက်ပြေးရမယ့်အနေအထားမျိုးပါစိတ်ဝင်စားဖို့ကောင်းတာသူ့ရဲ့အာယုံခံနိုင်စွမ်းကို level 9ဆင့်အထိချိန်လို့ရတာပါဒါအထိမခံတဲ့အဆင့်ကနေခက်ပြင်းပြင်းလှုပ်မှမြည်မဲ့အဆင့်အထိကိုကြိုက်တယ်လို့ချိန်ထားလို့ရပါတယ်စိုက်ကယ်တွေမဟုတ်ဘူးအိမ်တကားတွေဗရင်းပေါက်တွေအဖိုးတန်တစ်တာတွေမှာလည်းသုံးလို့ရပါတယ်ဈေးနှုန်းကလည်းတက်တာတလို့တစ်ခါတက်ထားယုံနဲ့စိတ်ရေးရတဲ့အတွက်ဒီပစ္စည်းလေးကလူတိုင်းစောင့်ထားတဲ့လုံခြုံရေးအဖော်မွန်လေးပါပဲကိုယ့်ရဲ့ပစ္စည်းလေးတွေကိုစိတ်ချခင်ရင်တော့ဒီ alarm လေးကိုအမြန်ဆုံးဝယ်ယူတက်ဆင်ထားဖို့ကြံပေးပါရစေခင်ဗျာစိတ်ဝင်စားလို့ marginal ဆိုရင်ကျွန်တော်တို့ MPH ကိုချိန်မြွေဆက်တွဲမှာနိုင်ပါတယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ